ခေတ်သစ်စစ်ပွဲတွေမှာလီယန်တင်သင်းဘောတွေနဲ့တိုက်လီယန်တွေကပဲအဆုံးဖြတ်ပေးတယ်လို့သင်ထင်နေသလားပြီးခဲ့တဲ့တညော့တာဖြစ်ရက်ကတော့လူတိုင်းလိုသင်ခန်းစာအသစ်တစ်ခုပေးလိုက်ပါပြီတကယ်တမ်းအသက်ရှင်သန်မှုကိုဆုံးဖြတ်ပေးတာဟာဘသူကအရင်မြင်တယ်လဲနဲ့ဘသူကလောင်စာအင်အားပိုရှိတယ်လဲဆိုတာပါပဲဖေဖော်ဝါရီ28ရက်ညတန်းကောင်ကနေမတ်လ3ရက်မနက်အစောပိုင်းမှာကာတာနိုင်ငံဘက်ကိုပြစ်မှတ်ထားတဲ့အပြင်းအထန်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်ballistic ဒုံးကျည်44စင်းနဲ့အသေးခံ drone 8စင်းဟာတန်းကန်တာတွေထဲကိုကြပန်းပစ်တာမဟုတ်ပဲအမေရိကန်ရဲ့အဓိကကျတဲ့ဗဟိုချက်မတွေကိုတစ်ခုချင်းစီပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါအဆိုးအဆုံးကတော့ကာတာမြောက်ပိုင်းကဒေါ်လာ1.1ဘီလီယံတန်ဖိုးရှိတဲ့ ANFPS 332မဟာဗျူဟာမြောက်ကျိုးတင်သတိပေးရေဒါစကန်ကြီးပါပဲကီလိုမီတာ9000အကွာအဝေးအထိ24နာရီပတ်လုံးကြည့်နိုင်လို့အမေရိကန်ရဲ့တမ်မနီမျက်လုံးလိုတင်စားခံရတဲ့ဒီရေဒါကြီးဟာအခုတော့အပိုင်းပိုင်းအပြက်ပြက်ဖြစ်ပြီးအသုံးမရတဲ့တန်တိုတန်စတွေဖြစ်သွားပါပြီအီရန်ဟာပထမဆုံး electronic နည်းပညာနဲ့ရေဒါမင်းတပင်းကိုကွယ်အောင်လုပ်တယ်နောက်တော့ drone အတုတွေလွှတ်ပြီးကာကွယ်ရေးစနစ်ကိုလမ်းမအောင်ဆွဲဆောင်တယ်နောက်ဆုံးမှာတော့ဒုံးကြီးတွေကိုမြေပြင်နဲ့ကတ်ပြီးပစ်လွှတ်လိုက်တဲ့အတွက်ကာကွယ်ရေးစနစ်တွေဟာမျက်စိကောင်းသလိုဖြစ်သွားမိဘာမှမလုပ်နိုင်တော့ပါဘူးတစ်ချိန်တည်းမှာပဲဘာရိန်းနိုင်ငံကအမေရိကန်ပြင်စမမြောက်ရေတပ်စုရဲ့အဓိကလောင်စာစီတိုးလောင်ယုံကြီးလဲမီးဟုံးတောက်ခဲ့ပါတယ်ဒါဟာရိုးရိုးစီပုံးလေးတွေမဟုတ်ပါဘူးလင်းရင်တင်သင်းဘောတွေနဲ့ဖြတ်သင်းဘောတွေအထွတ်သွေးကြောသဖွယ်ဖြစ်တဲ့ရေတပ်သုံးလောင်စာစီတန်ချင်း၈သိန်းကျော်ဖြစ်ပါတယ်ဒီလောင်စာစီတွေမရှိရင်လင်းရင်တင်သင်းဘောကြီးတွေဟာပင်လယ်ပြင်တွေကဈေးကြီးပေးဝယ်ထားရတဲ့တန်ဘူးခွင်ကြီးတွေအဖြစ်သေးကြံရတော့မှာပါအဲ့ဒီနေ့မှာပဲ RS ဆော်ဝါများပြည်တော်စု UAE, Saudi Arabia နဲ့ Jordan နိုင်ငံတွေကအမေရိကန်အခြေစိုက်စခန်းတွေလည်းတိတိကျကျအပြစ်ခံရပါတယ်။အီရန်ဘက်ကတော့အမေရိကန်စစ်သား200ကျော်တေဆုံးတယ်လို့ဆိုထားပေမဲ့ပင်တာဂွန်စစ်ချစ်တောင်ချုပ်ကတော့ထိခိုက်မှုမရှိဘူးလို့ညင်းဆိုနေစေပါပဲ။ဒါပေမဲ့တကယ်လို့ထိခိုက်မှုမရှိဘူးဆိုရင်ဝါရှင်တန်အနေနဲ့အခုလိုအရေးပေါ်စစ်ကူနဲ့ချက်ချင်းလွတ်ဖို့ဘာလို့ကြေညာခဲ့မလဲဆိုတာစဉ်းစားစရာပါ။အခုချိန်ထိဘာရိန်းကစီတိုလောင်ယုံကမီးတွေမငိမ့်သလိုကာတာကရီဒါစကန်ရဲ့အပြက်အစည်းတွေကလည်းအငွေ့တောင်ထွက်နေသေးပါပဲညပေါင်းများစွာတိဆောက်ခဲ့ရတဲ့အမေရိကန်ရဲ့လုံခြုံရေးဒဏ္ဍာရီဟာဒီတညတဲ့တွင်အမြင့်ကနေလှုပ်ခါသွားခဲ့ရပါတယ်